What's the sky ကျွန်တော်တော့ပန်းပါကျွန်တော်ဒီနေ့ပြပြပေးတော့မှာကတော့ Scarlet Spider ရဲ့ origin အပိုင်းနဲ့ဖြစ်ပါတယ်အပိုင်း1မကြည့်ရသေးတဲ့သူတွေလည်းကျွန်တော် channel မှာတင်ထားတာဖြစ်လို့တော့ကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့အရင်ပိုင်းမှာ Van Riley က Scarlet Spider ဖြစ်လာတဲ့ဆုံးသက်ထားပါတယ်ဇလန်ကိုဆက်မပြောခင်မှာပျောက်သွားတဲ့9နှစ်အတွင်းသူဘာတွေလုပ်နေလဲဆိုတာကိုရေစုံပြပြပေးသွားပါမယ်အဲ့ဒီ9နှစ်အတွင်းသူကကောင်းကောင်းမနေခဲ့ရပါဘူးကလုံးတွေဖန်တီးတော့သူ့ထက်အရင်အောင်မြင်တဲ့ကလုံးတွေရှိခဲ့ပါတယ်အဲ့ဒီတည်းမှာအောင်မြင်လူနီးပါးဖြစ်တဲ့ Kane ဆိုတဲ့ကလုံးကဘန်ကိုထင်လွဲမှုကြောင့်အများလိုက်တက်နေခဲ့ပါတယ်သူက Van Riley ကိုမုန်းလို့တက်ချစ်တာမဟုတ်ပါဘန်ကပြည့်ပြည့်စုံတဲ့ကလုံးဖြစ်ပြီးတော့သူကမပြည့်မစုံတဲ့မွေးဖွားလာတဲ့ကလုံးဖြစ်နေလို့ပါပြီးတော့ပီတာပါကာကိုကာဝယ်ပေးခြင်းလို့ပါခိန်းကပထမဆုံးကလုံးဖြစ်တဲ့အတွက်သူ့မှာပီတာပါကာရဲ့မှတ်ဉာဏ်တွေခန်းစားချက်တွေအများကြီးပါလာခဲ့ပါတယ်သူကပီတာကိုသူ့ရဲ့ညီကိုရေတယောက်လိုချစ်တာပါ Van Riley ကပီတာပါကာရဲ့နေရာကိုလူမဲ့သူပီတာရဲ့ဘဝကိုဖျက်ဆီးမဲ့လူလို့ခိန်းကထင်ခဲ့တာပါခိန်းကလူသက်မှုတွေလုပ်ခဲ့ပြီးဘန်ရဲ့လက်ပွေရာတွေခြံထားခဲ့ပါတယ်ဘန်ကိုထောင်ကျစေပြီးပီတာနဲ့ဝေးရအောင်မောက်ထုတ်ချင်ခဲ့တာပါအဲ့ဒီအတွက်ကြောင့်ပဲဘန်မြို့တစ်မြို့ထဲမှာအကြာကြီးမနေနိုင်ပဲထွက်ပြေးနေခဲ့ရတာပါထွက်ပြေးနေစဉ် Salt Lake City ရောက်မှာတော့အတိတ်ဆိုးတွေရှိခဲ့တဲ့ Janai Copy ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ယောက်ကအလင်းအမြန်ပဲချစ်သူတွေဖြစ်သွားကြပါတယ်ဒါပေမဲ့ comic writer တွေကသူတို့နှစ်ယောက်ကိုကြကြပြောရွှဲခွင့်မပေးခဲ့ပါဘူးခဲရဲ့ချိန်ချောက်မှုတွေကြောင့်သူတို့နှစ်ယောက်ကလမ်းခွဲခဲ့ပြီး Van Riley ကလည်း New York ကိုပြန်လာခဲ့ပါတယ်ခုကနေစပြီးတော့အပိုင်း1ရဲ့ဆက်ကိုဆက်ပြောသွားပါမယ်ဘန်ရဲ့ Scarlet Spider ပီတာပါကာနဲ့မတူပဲသူ့ရဲ့ white shooter တွေကိုစစ်မြင်လာပါတယ်အဲ့ဒါကတော့ impact welding လို့ခေါ်တဲ့ပြစ်လိုက်ရင်ပိတ်ငွေလုံးလေးဖြစ်ထွက်သွားတာပါအဲ့ဒီအလုံးလေးတွေက Van လိုကောင်မျိုးတောင်မှအတန်တွေမီးတွေမပါဘဲနဲ့အနိုင်ယူနိုင်ပါတယ်ပီတာပါကာကရန်သူနဲ့တိုက်ခိုက်တဲ့အခါပျော်ပျော်ပါးပါးနဲ့နောက်ပြောင်တက်ပေမဲ့ဘန်ကတော့စကားသိမ့်မပြောပဲတီတီတက်တက်နဲ့အမြန်ဆုံးလဲထိုးဖို့ပဲအာရုံစိုက်ပါတယ်ဘန်ဟာပီတာပါကာလိုဓာတ်ပုံဆရာမဟုတ်ဘဲနဲ့တာမန်ရသားတွေနဲ့ပိုပြီးနီးစပ်တဲ့ဘဝမျိုးတိစောက်ခဲ့ပါတယ်သူက Arthur Riley ဆိုတဲ့နာမည်နဲ့ copy sign ဒီဇိုင်မှာလုပ်ခဲ့ပါတယ် Mary Jane ကိုဝင်ရှိနေတာကြောင့်ပီတာပါကာကစိုးရိမ်နေရချိန်မှာဘန်ကမိသားစုကိုချိန်ပေးပါမြို့ငါစောက်ရှောက်မယ်လို့ဂရီပေးခဲ့ပါတယ်ပီတာနဲ့ဘန်တို့ကညီကိုတွေလိုခင်မင်သွားကြပါတယ်ခင်းကဘန်ကိုတတ်ဖို့ရောက်ရှိလာတဲ့အခါမှာလဲဘန်ကတားဆီးခဲ့ရပြန်တယ်အရာအဆင်ပြေနေတဲ့အချိန်မှာပဲပျောက်သွားတဲ့9နှစ်အတွင်းကတီးခဲ့ရတဲ့ Seaward Trainer ဆိုတဲ့သိပ္ပံပညာရှင်ကဘန်စီကိုရောက်လာပြီးသတင်းတစ်ခုပေးခဲ့တယ် Seaward ကဘန်ကလူစစ်ဖြစ်ပြီးပီတာကလုံးဖြစ်နေတယ်လို့ပြောလိုက်တယ်ဒီသတင်းကဘန်ရဲ့ဘဝကိုဇောက်တုံမျိုးပေါ်ဖြစ်သွားစေခဲ့တယ်ဘန်ကသူကိုယ်တိုင်ပီတာပါကာလို့ယုံကြည်သွားခဲ့တယ်ပီတာကတော့စိတ်ပိုင်းဆိုင်ရာပြိုလဲပြီးတော့အမားကြီးလုံးမိခဲ့တယ်နောက်ဆုံးမှပီတာကနားယူဖို့ဆုံးဖြတ်လိုက်ရပါတယ်ပီတာကဘန်ကိုမင်းကလူစစ်ဆိုတော့စပိုင်ဒါမန်တာဝန်ကိုပြန်ယူလိုက်ပါလို့ပြောလိုက်တယ်ဘန်ရိုင်လီကတရားဝင်စပိုင်ဒါမန်အသစ်ဖြစ်လာခဲ့တယ်သူက Scarlet Spider ဝတ်စုံကိုချွတ်ပြီးတော့စပိုင်ဒါမန်ဝတ်စုံအသစ်ကိုဝတ်လိုက်တယ်စပင်ကိုလည်းရွှေအောင်တိုင်းထားပြီးတော့လူသားတစ်ယောက်လိုရှင်သန်ခဲ့ပါတယ်ဒါဟာဘန်ရိုင်လီရဲ့အမြင့်ဆုံးသူရဲ့ကောင်းကာလဖြစ်တယ်ပီတာရဲ့ရန်သူဟောင်းတွေကစပိုင်ဒါမန်အသစ်ကိုလာရောက်ဆန်းသက်ကြတယ်မစ္စတီရီယိုနဲ့တိုက်ပွဲမှာဘန်ဟာသူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုတက်တည်ပြခဲ့ပါတယ်။သူကအဗန်ဂျာတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ခဲ့တယ်။အဲ့ဒီအချိန်မှာပီတာကတော့မယ်ရီဂျိန်းနဲ့အတူနယူးယောက်ကနေထွက်သွားကြပါတယ်။ဘန်ဟာမြို့ရဲ့တိုးတဲသောစပိုင်ဒါမန်ဖြစ်လာခဲ့တယ်။သူကဂျက်စီကာဆိုတဲ့ကောင်မလေးနဲ့ချိတိုက်ခဲ့တယ်။ဒါပေမဲ့ဂျက်စီကာရဲ့ဖေကအန်ကယ်ဘန်ကိုတတ်ခဲ့တယ်လို့သမားဖြစ်နေတယ်။ဒီမှန်တရားကြောင့်ပဲသူတို့နှစ်ယောက်ရဲ့ဇလန်ကြေကွဲစရာပြီးဆုံးသွားခဲ့တယ်။ဘန်ဟာသူရဲ့ဘဝမှာအရန်ကိုပျော်ရွှင်နေခဲ့ပါတယ်။သူကကလုံးမဟုတ်ပဲလူစစ်ဖြစ်နေပြီလို့အပြေးဝယုံကြည်နေခဲ့တယ်။ Seaward Trainer ကလည်းသူ့ဘေးမှာအမြဲကူညီပေးခဲ့တယ်။ဒါပေမဲ့ Seaward ဟာ Norman Osborn ရဲ့ကျိုးဆွဲမှုကိုခံနေရတယ်ဆိုတော့ဘန်မသိခဲ့ပါဘူး Norman Osborn ကတင်နေရနေပြန်လည်ရောက်ရှိလာခဲ့တယ်သူကရာအလုံးဇညွှန်းရေးသားတာဖြစ်တယ်ပီတာနဲ့ဘန်တို့ကိုရန်တိုက်ပေးပြီးတော့စိတ်ဓာတ်တွေကြအောင်လုပ်ခဲ့တာပါသူကဘန်ကလုံးစစ်ပဲဆိုတဲ့အမှန်တရားကိုထုတ်ဖော်လိုက်တယ်ဘန်ဒီစကားကိုကြားလိုက်တဲ့အခါကဘာပြတ်တယ်လို့ခံစားခဲ့ရတယ်ဒါပေမဲ့သူကချက်ချင်းစိတ်ဓာတ်မကျသွားဘဲနဲ့ပီတာကိုကယ်ဖို့ထွက်သွားခဲ့တယ် Green Goblin နဲ့အပြင်းထန်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ် Green Goblin ကသူ့ရဲ့ glider နဲ့ပီတာရဲ့နောက်ကျောကိုထိုးဖို့လုပ်ခဲ့တယ်ဘန်ကပီတာရဲ့ရှေ့ကနေခေါ်အုပ်ပြီးတော့ကာကွယ်ပေးလိုက်ပါတယ်ဂလိုက်တာကဘန်ရဲ့ရေဘက်ကိုဖောက်ထွက်သွားခဲ့တယ်။ဘန်ဟာအထက်ပြစ်တိုက်တွေပေါ်ကနေပြုတ်ကျသွားခဲ့တယ်။ပီတာဘန်ကိုပွေးပိုက်ထားနေတော့မှာပဲ။ပီတာမင်းကပဲစပိုင်ဒါမန်အစ်စ်ပါ။ငါအစားမြို့ကိုဆောင်းလျှောက်ပေးပါလို့မှာခဲ့ပါတယ်။ Green Goblin ကတော့အောင်မြင်သူတယောက်လိုအော်ရီလိုက်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဘန်သိဆုံးသွားတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကအပြာအဖြစ်ပြိုကွဲသွားခဲ့ပါတယ်။ဒါကတော့သူကကလုံးမဆိုတဲ့အချက်ကိုတက်တည်ပြခဲ့တာပါ။အဲဒီခါမှပဲပီတာကသူကလူစစ်ဖြစ်ကြောင်းပြန်လည်ယုံကြည်သွားခဲ့တာပါ။ပီတာသူ့ရဲ့ညီကိုအတွက်အသေးအတန်ကိုကျွေးခဲ့ပါတယ်။ဘန်ရဲ့စရိမှုကပီတာကိုစပိုင်ဒါမန်အဖြစ်ပြန်လည်ရှင်သန်စေခဲ့ပါတယ်။ဘန်ရဲ့ပြားတွေကိုပီတာကနယူးယောက်ကောင်းကင်မှာဖြန့်ကျက်ပြီးဂုဏ်ပြုခဲ့ပါတယ်။အဲဒီခေတ်တုန်းကပရိသတ်တွေကဘန်ရိုင်လီကိုသူရဲ့ကောင်းအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။သူကကလုံးတစ်ကောင်ဖြစ်ပေမဲ့သူ့ရဲ့စိတ်ဓာတ်ကလူစစ်တွေထက်ကိုပုံမြင်မြတ်ခဲ့ပါတယ်။ဒါဟာဘန်ရိုင်လီ Scarlet Spider ရဲ့ပထမဆုံးအခန်းကဏ္ဍပြီးဆုံးခြင်းပါ။နောက်ပိုင်းတွေမှာ comic writer တွေကသူ့ကိုအသက်ပြန်သွင်းလိုက်ပြန်သားလိုက်နဲ့အချိန်များစွာလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့အပိုင်းမှာတော့ဒီလောက်နဲ့ပဲဆုံးသက်ရှင်ပါတယ်ဗျ။ကျေးဇူးတင်ပါတယ်ဗျ။